မိန်းမတွေကစိတ်တရပေးတတ်တဲ့ယောက်ျားမျိုးဘယ်တော့မှတစ္ဆာမဖောက်တတ်ကြပါဘူးသူတို့ဘောအလိုလိုက်လွန်းပြီးယောက်ျားပိတမှုရောနေနေတဲ့ယောက်ျားမျိုးပဲဖောက်ပြန်တတ်ကြတာတကယ်တော့မိန်းမတယောက်ဖောက်ပြန်ပြီဆိုရင်အဲ့ဒါယောက်ျားဖြစ်သူကသိုးသွမ်းလို့ဆိုတာမျိုးလုံးဝမဟုတ်ပါဘူးကိုယ်နေတိုင်းအော်ဟစ်ဆဲဆိုတဲ့လိမ့်ညတဲ့စိတ်ပိုင်းဆိုင်ရာနှိပ်စက်နေတဲ့ယောက်ျားမျိုးဘေးမှာတယ်အရာရာကိုအောင်ဤတီးခန့်ပြီးတစ္ဆာရှိရှိတိုးရနေတဲ့မိန်းမတွေကိုကျွန်တော်အများကြီးတွေ့ဘူးပါတယ်သူတို့ဟာဘာမှဆိုလိုက်ရောက်ပြီးပြောညံလွန်းတဲ့ယောက်ျားရာရာကိုအားနာပြီးကောင်းကောင်းခံတတ်တဲ့ယောက်ျားမျိုးကြာမှတစ္ဆာဖောက်တတ်ကြတာပါဒါကလက်ခံရခက်ပေမဲ့ညင်းလို့မရတဲ့အမှန်တရားတစ်ခုပဲမိန်းမတွေရဲ့သဘောအကိုကအားကိုးလောက်တဲ့အစွမ်းအစနဲ့ခွန်အားကိုတောင်းတတတ်ကြတာယောက်ျားတယောက်ကသူ့ရဲ့ဆုံးဖြတ်ချက်ပြတ်သားမှုနဲ့ယောက်ျားပိသားတဲ့ဆွဲဆောင်မှုတွေရောနေလာပြီဆိုရင်မိန်းမကသူ့ပေါ်ရှိတဲ့စိတ်ဝင်စားမှုကချက်ချင်းကုံဆုံးသွားတတ်ပါတယ်။အဲ့လိုစိတ်ကုံလာပြီဆိုရင်တော့အဲ့ဒီဆွဲဆောင်မှုကိုတခြားနေရာမှာမတိမတာစတင်ရှာဖွေပါတော့မယ်။ဒါကြောင့်လည်းမိန်းမတွေဟာသိုးသွမ်းတဲ့ယောက်ျားတွေရဲ့ပေါ်ဖောက်ပြန်မှုခင်းကြတာပါ။ဘာလို့လဲဆိုတော့သူကသိုးသွမ်းတဲ့သူဖြစ်ရင်တောင်မှသူ့မှာကိုယ်ပိုင်စီကန်းတဲ့ပေါင်းတွေရှိတယ်။သူ့ရည်တည်ချက်သူပြက်ပြက်သားသားဖော်ပြတယ်။သူမကိုစိန်ခေါ်နိုင်စွမ်းရှိတော့သူမရဲ့စိတ်ထဲမှာတစ်ခုခံစားရစေတယ်။ဒါပေမဲ့အလိုလိုက်လွန်းတဲ့ယောက်ျားမျိုးကြတော့မိန်းမတွေကိုဘေးကင်းလုံခြုံတယ်လို့ပဲခံစားရစေပြီးအသက်ဝင်တဲ့ရင်ခုန်စိတ်လှုပ်ရှားမှုမျိုးတော့မခံစားရစေဘူးမိန်းမတွေကတော့အဲ့လိုယောက်ျားကိုကြည့်ပြီး तू ကတကယ်ကောင်းတဲ့သူကငါ့ပေါ်လေအကောင်းဆုံးဆက်ဆံရှာပါတယ်ဒါပေမဲ့ငါသူ့ကိုဆက်မချစ်နိုင်တော့ဘူးလို့ပဲတဖြည်းဖြည်းနဲ့ဆက်ဆံရေးတွေအေးဆက်သွားတာမျိုးပေါ့ဒါကတကယ်ကိုစောက်ကျိုးနဲ့ရက်ဆက်တဲ့အလှည့်ပြောင်းတစ်ခုပါမိန်းမတွေဟာကိုယ့်အပေါ်မကောင်းတဲ့ယောက်ျားအပေါ်ကြသစ္စာရှိပြီးကိုယ့်ကိုဖျားတဆူလို့ကိုယ်ခွေထားတဲ့ယောက်ျားကြမှာလက်ခွဲတတ်ကြပါတယ်သူတို့ကတမင်လှုပ်ချင်လို့မဟုတ်ပါဘူးသစ္စာရှိမှုဆိုတာဆွဲဆောင်မှုရှိခြင်းရဲ့နောက်ွယ်မှာပဲလိုက်ပါတတ်လို့ပါဒါပေမဲ့တစ်ခုတော့ရှိတယ်ကျွန်တော်ခင်ဗျားကိုအနိုင်ကျင့်တဲ့ယောက်ျားဖြစ်သွားအောင်ပြောနေတာမဟုတ်ပါဘူးဒါပေမဲ့ညင်းတဲ့အောင်မငြင်းရပဲခင်ဗျားရဲ့စီးရီပေါင်းတွေကိုပြက်ပြက်သားသားမချမှတ်နိုင်ရင်တော့သူမအဲ့လိုပြတ်သားတဲ့အခြားတစ်ယောက်နောက်ပါသွားတဲ့အခါအော်မနေပါနဲ့တော့တရားနဲ့သာဖြေလိုက်ပါ